1959ခုနှစ်က24 hours လက်မှတ်ကားပြိုင်ပွဲကိုတိုက်ရိုက်ထုတ်လွှင့်နေရပဲဖြစ်ပါတယ်။ကယ်ရိုရှီပီမောင်းနေနေတဲ့ Aston Martin နံပါတ်5ကနောက်ဆုံးနိုင်ရီထိရှေ့ဆုံးကနေမောင်းနေပါတယ်။ဒီပုံစံတိုင်းဆက်သွားလို့ရှိရင်တော့ဒီနေ့ကလက်မှတ်ချန်ပီယံကရှယ်ပီပဲဖြစ်လာတော့မှာပါ။ရှယ်ပီကိုယ်တိုင်ကလည်းနိုင်လုံးစိတ်တွေပြင်းပြနေပြီးစီဖြစ်တဲ့နေရာမှာမတော်တဆသူ့ရဲ့ Aston Martin DBR1 ကိုစီဖြေပြီးတော့ကြောကုန်ပြီးဆွဲသွားတာကိုလှစ်တော်ရှုခဲ့ပါတယ်။ရှယ်ပီတယောက်ပြေးလမ်းပေါ်ကိုပြောင်းဝင်လာတော့အခြေအနေတွေကမဟန်တော့ပါဘူး။သူ့ကိုယ်သူမျက်စိတွေမိတ်ကြမတော့အောင်လို့မနှဲကြိုးစားနေရပြီးမောဟိုက်နေခဲ့ပါတယ်။ပြေးလမ်းပေါ်မှာပဲအပြည့်အဝအာရုံစိုက်ထားပြီးဒီနေ့ကလက်မှတ်ချန်ပီယံကကယ်ရိုရှယ်ပီဖြစ်သွားပါပြီဆိုတဲ့ကြေညာတဲ့အဆုံးမှာတော့လောကကြီးဟာအမှောင်တိဖုံးသွားပါတော့တယ်။ရှယ်ပီတယောက်ဆေးရုံမှာအသိစိတ်ပြန်ဝင်လာခဲ့ပါတယ်။ဆရာဝန်ကတော့ခမည်းမသိတာကံကောင်းတယ်လို့ပြောတဲ့အချိန်ရှယ်ပီကတော့ဟုတ်တယ်ဗျာကမ္ဘာကံကောင်းဆုံးသူပါပဲဆိုပြီးရွက်ပြောပါတယ်။အကြောင်းကတော့ရှယ်ပီရဲ့နှလုံးအဆိုးရှင်ကပုံမှန်ထက်အရန်ကျင်းနေပြီးတာမန်သူတွေမောင်းရင်တော့မှနှလုံးခုန်မြန်စေတဲ့ပြိုင်ကောင်းမောင်းလာကရှယ်ပီနဲ့မသိတော်ဆုံးလို့ဖြစ်တာတော့အမှန်ပါပဲ။ပြိုင်ပွဲနေတော့ဆိုရင်ရှယ်ပီဟာ10မိနစ်ကိုနှလုံးအချိန်130လောက်ခုန်နေခဲ့ပြီးဒီအချိန်တွေမှာရှယ်ပီတယောက်အသက်ရှင်နေကြနေခဲ့တာအတော်ကံအောင်ဖို့ကောင်းပါတယ်။ရှယ်ပီကတော့သူမြန်နိုးတဲ့ပြိုင်ကောင်းမောင်းတဲ့အလုပ်ကိုမှမလုပ်ရလို့ရှိရင်သေတာပဲကောင်းတယ်လို့ခံယူထားတဲ့သူပဲဖြစ်ပါတယ်။ဆရာဝန်စီကပြန်လာတော့သူ့ရဲ့ကိုယ်ပိုင်အမုန်းဖွင့်ကားလေးကိုရှေ့မကြည့်နောက်မကြည့်နဲ့ထိုးလိုက်ပစ်လိုက်ပြီးလူမိုက်အထာနဲ့လမ်းပေါ်မှာအေးချမ်းသွားနေတဲ့သူတွေအကုန်လုံးလိုက်ပြန်ပစ်နေပါတယ်။ပြိုင်ကားတွေက700 RPM နဲ့သွားနေနေဆက်တရားပေါ်ပါလာနေပြီးလေပေါ်မှာမြောင်းနေသလိုမျိုးမြန်ဆန်နေမှာပဲဖြစ်ပါတယ်။တကယ်လို့ဘော်လာတို့သာမောင်းနေတဲ့ကားကို9000 RPM ထိမြင့်လိုက်မယ်ဆိုရင်တော့ကိုမင်းရဘသူလဲဆိုပြီးတော့မေးခွန်းနေမေးပြီးပါလိမ့်မယ်။ခံမိုင်းလို့ခေါ်တဲ့သူရဲ့ကားဝက်ရှုပ်ကိုလူတစ်ယောက်ကသူ့ရဲ့ကားကိုပြင်ဖို့တက်ရောက်လာခဲ့ပါတယ်။တကယ်တော့သူ့ရဲ့ကားကဘာမှဖြစ်နေရမဟုတ်ပဲသူဟာအတန်တွေထွက်နေတာကိုမကြိုက်လို့ပြင်ဖို့လာတာပဲဖြစ်ပါတယ်။ဒါမဲ့မိုင်းကတော့မပြတ်ပဲလာပြင်းတဲ့ဖေကိုတက်ပြဿနာလာရှာလို့ထင်နေပြီးကားကပြဿနာမဟုတ်ဘူးမောင်းတဲ့ကောင်ကပြဿနာလို့ပြောလှုပ်လိုက်ပါတယ်။ခမရဲ့ကားပြိုင်ကားလေ500 RPM လောက်နဲ့သွားရမှာ2နဲ့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့နေရာမှာမိုင်းချက်သားလေးပီတာလည်းရှိနေပြီးကားဆန်မာကလည်းကားပြမပေးဘဲနဲ့ဆရာကြီးလောက်တာကိုခံလိုက်ရတော့သူ့ရဲ့ပတ်စံတွေကိုပြန်တောင်းပြီးအော်ဟိတ်ဆဲဆိုကထွက်သွားပါတော့တယ်။ကားဆန်မာပြန်ထွက်သွားတော့မိုင်းရဲ့မိန်းမကနေရာရောက်လာခဲ့ပြီးသူ့ရဲ့ယောက်ျားရဲ့ပြပြလာတဲ့လူမှုဆက်ဆံရေးတွေကြောင့်နောက်ထပ်ကားဆန်မာတွေအဆင်ပြေသွားပြန်ပြီပေါ့လို့ရွှေ့ပြောနေပါတယ်။မိုင်းကတော့သူ့မိန်းမကိုဟာသားတွေပြန်လုပ်လိုက်ပြီးနှစ်ယောက်စလုံးရီမောနေခဲ့ပါတယ်။မြို့ထဲမှာတော့ Force လို့ခေါ်တဲ့ကားကုမ္ပဏီရဲ့တတိ Henry Photos ကဝန်ထမ်းတွေယာတူးအကြီးငယ်အကုန်လုံးဖိတ်ခေါ်ထားပါတယ်။ Henry ကလူဆုံတာနဲ့စက်ရုံကိုလက်စစ်ဓာတ်အားပေးနေလှိုင်းအောင်ဖျက်ချပစ်လိုက်ပြီးစကားစာပြောခဲ့ပါတယ်။ Henry ကအကြောင်းပြချက်မရှိဒေါသအိတ်ထွက်နေခဲ့ပြီးအခုဆိုရင်သူတို့ရဲ့ကုမ္ပဏီဟာချက်ပြီးအင်ပါလာလို့ခေါ်တဲ့ကားကုမ္ပဏီရဲ့အိတ်စောဖိုက်အောက်ကိုရောက်နေပြီလို့ပြောနေပါတယ်။ဝန်ထမ်းတွေအကုန်လုံးလည်းအိမ်ပြန်ခိုင်းလိုက်ပြီးမလက်ပြန်အလုပ်ကိုလာလို့ရှိရင်အကြံကောင်းတွေယူလာခဲ့ကြမပါလာလို့ရှိရင်တော့အလုပ်ကိုတခါတည်းမလာခင်နေတော့လို့အပြတ်ပြောလိုက်ပါတယ်။ဒီအချိန်တစ်ဖက်မှာတော့ပြိုင်ကားလောကနဲ့အနားယူထားပြီးကားဒီဇိုင်နာနဲ့ကားရောင်းဝယ်ဘွားကိုကူးပြောင်းသွားတဲ့သူတယောက်ရှိနေပြီးသူကတော့ရှယ်ပီပဲဖြစ်ပါတယ်။ရှယ်ပီဟာဒီနေ့လေအရင်နေ့လိုပဲနောက်ကျမှနိုးရဲဆိုပေမဲ့နောက်ကျမှထတယ်ဆိုတော့မှသူ့ရဲ့သမိုင်းမှာစောနေပါသေးတယ်။စစ်စရာရှိရလေးတွေကိုစစ်ပြီးလက်မှတ်လေးပါလေးထိုးကဒီနေ့ပြိုင်ပွဲအတွက်လိုအပ်တာတွေကိုလုပ်ပေးနေတဲ့အချိန်သူ့စီကိုသူ့ရဲ့လုပ်ဖို့ကိုင်ဘက်တွေနဲ့အတူပေါ်ရှေကားကုမ္ပဏီပိုင်ရှယ်ရောက်လာပါတယ်။ပေါ်ရှေရဲ့ကုမ္ပဏီပိုင်ရှင်ကသူ့ရဲ့ကားကိုမောင်းပေးဖို့အတွက်ဒရိုင်ဘာလာရှာတာဖြစ်ပြီးရှယ်ပီဟာလက်သက်မွေးထားတဲ့မိုင်းကိုမျက်စိတွေကြားနေပါတယ်။အဲ့ဒါကြောင့်ရှယ်ပီကလည်းသူ့ရဲ့သူဟာဘယ်လောက်ထိတော်ကြောင်းတွေကိုစီကာပတ်ကုန်းပြောနေပေမဲ့ပိုင်ရှင်ကတော့မိုင်းကပေါ်တစ်စတဲ့ခက်တဲ့သူလို့ကြားထားတယ်ဆိုပြီးပြောလာပါတယ်။ရှယ်ပီကတော့ဒါလေးတွေကအေးစီပါမွားလေးတွေပါလို့ပြောနေပေမဲ့သူ့ရဲ့လူမိုင်းကြီးကတော့ပွဲစစ်တဲ့သူနဲ့ရန်ဖြစ်နေပြီးကားနောက်ဖုံတူးနဲ့ထုတ်ပစ်လိုက်ပါတယ်။ပွဲအောင်စစ်ဆေးတဲ့သူဟာမိုင်းကကအပြိုင်ပွဲစည်းကမ်းတွေနဲ့မညီလို့ထုတ်ပစ်ဖို့တက်လုပ်နေတာဖြစ်ပြီးရှယ်ပီကပဲဝင်ပြီးပြန်ပြီးပေးနေရမို့လို့ပြန်ခွင့်ရလိုက်ပါတယ်။ရှယ်ပီကမိုင်းကိုမိုင်းရဲ့မင်းရဲ့အပြုတ်မှုတွေနဲ့ပတ်သက်ပြီးသတိထားသန်းကွာမေခုနာလွှတ်လိုက်တာငါတို့ကိုစပွန်ဆာပေးမဲ့သူတယောက်ကိုသုံးချုံတော့မလို့ဖြစ်သွားသေးတယ်လို့ပြောလိုက်ပေမဲ့မိုင်းကတော့ဘသူတွေဘာပဲပြောဂရုမစိုက်တဲ့ကောင်ပဲဖြစ်ပါတယ်။မာနာကိုကြီးစရာမရှိတာခြားချမီးကြီးနေတဲ့မိုင်းကိုရှယ်ပီကစပွန်ဆာသာမရှိလို့ရှိရင်ကားလည်းမရှိတော့ဘူး။ကားမရှိလို့ရှိရင်မင်းလည်းမပြန်ရတော့ဘူး။အဲ့ဒါဆိုရင်မင်းရဲ့ဘဝကသွားပြီနော်။မင်းရဲ့သားကိုဒီကြီးခေါ်လာတာမင်းအခုလိုမျိုးကြာရှုံးနေတာကိုပြောင်းမလို့လားလို့ပြောလိုက်တဲ့အချိန်မှာတော့မိုင်းကသူ့ရဲ့လက်ထက်ကခွာနဲ့သူ့ရဲ့မိတ်ဆွေကိုပြစ်ပေါက်လိုက်ပါတော့တယ်။ရှယ်ပီကအရှောင်ပြန်လို့ကားရဲ့ရှေ့မှန်မထိသွားပြီးကွဲသွားခဲ့ပေမဲ့ရှယ်ပီကတော့ဒီဘဲကိုငါဘယ်လိုဆက်ထရမလဲဆိုတဲ့အကြည့်နဲ့ပြတ်ကြည့်လိုက်မိပြီးအခုလိုမျိုးကောင်းကောင်းမို့ပြန်ဖြေပေးတာကျေးဇူးပါလို့ပြောပြီးထွက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာမိုင်းရဲ့မိန်းမစီကိုဝတ်စုံအပြည့်နဲ့တေးရလက်ခံအိတ်ကိုဆွဲထားတဲ့သူနှစ်ယောက်ကခဲသမိုင်းရှိလာလို့မေးလိုက်ပြီးနေရာရောက်လာခဲ့ကြပါတယ်။မိုင်းဆိုဘက်မှာတော့ကမ္ဘာအကြီးဆုံး1963ခုနှစ်ကတဲခွင့်ပြိုင်ပွဲကိုကျင်းပနေပြီပဲဖြစ်ပါတယ်။တိုင်ကားပေါင်း100စီဟာအပတ်40ပြိုင်မှာဖြစ်ပြီးကား3စီးကိုပဲပန်းဝင်ခိုင်းပါပါ။မိုင်းကတော့သူ့ဒေါသနဲ့သူပဲကွဲနေတဲ့မှန်ခွဲကားကြီးကိုမောင်းနေရပြီးသူ့ရဲ့ချစ်ရာအချုံးပြေတဲ့ပြိုင်ပွဲဝင်တွေကိုအတိုးနဲ့ဖိဆဲနေပါတယ်။ဒီအချိန်မှာမိုင်းကိုအပတ်ရိပ်မှတ်ပေးနေတဲ့ရှယ်ပီစီကိုမိတ်ဆွေဟောင်းကြီးဆန်ရောက်လာပြီးဒီလုတ်တွေကိုမလွမ်းလားကလို့လာမေးပါတယ်။24 hours of lemons ကိုအနိုင်ရခဲ့တဲ့တူတီသောအမေရိကန်ကြီးဟာရုတ်တရက်ကြီးကားရောက်တဲ့သူဖြစ်သွားပြီးပြိုင်ကားနောက်ကမှာရှယ်ပီဆိုတဲ့သူဟာကားမောင်းရတာကိုကြောက်သွားတာဆိုပြီးတော့မှကောလာဟာလာတွေထွက်နေပြီပဲဖြစ်ပါတယ်။ဒီအချိန်မှာမိုင်းကတော့အပတ်တစ်ခုချင်းစီကိုလှလှပပတွေ꿰နေပြီးအစင်တင်ဆက်သူတွေကအစားသူ့ကိုတတိထားလာမိကြပါတယ်။ကားတစ်စီးပြီးတစ်စီးကိုကြော်တဲ့နေရင်နောက်ဆုံးမှာတော့သူ့ရဲ့ရှေ့မှာကားတစ်စီးပဲကျန်ပါတော့တယ်။နောက်ဆုံးအပတ်ကိုရောက်လာတဲ့အချိန်မှာရှီယာကမိုင်းကိုမေးမကြော်ပဲလမ်းအောင်ပိတ်ထားပါတယ်။
မိုင်းစ်ကကားမောင်းနေတဲ့အချိန်မှာတော့သူ့ရဲ့အကျင့်နဲ့မတူအောင်ပဲစိတ်ကိုအေးအေးထားပြီးကားကိုအတင်းမကြော်ကဟောက်ကွက်ကိုစောင့်ပြီးတော့မှဘေးချင်းဝင်ကတ်လိုက်ပါတယ်ဘေးချင်းခက်အနေထားရှင်ပေါင်းတာအောင်မှာမိုင်းစ်ကကားဦးနဲ့အရင်ပတ်ဝင်ခဲ့ပြီးသူ့ကိုစောင့်ကြည့်နေတဲ့ပေါ်ရှေကားကုမ္ပဏီပိုင်ရှင်ဟာဒီလူကပေါ်သစ်စတဲ့ကြီးတော့မကောင်းပေမဲ့တော်ရလို့မှတ်ချက်ပေးခဲ့ပါတယ်မိုင်းစ်ကအဲ့ရောသတင်းကောင်းတစ်ခုတည်လာခဲ့ပေမဲ့အိမ်ရမိန်းမတော့သတင်းဆိုးတဲ့ဆောင်နေခဲ့ပါတယ် IRS အဖွဲ့အစည်းကသတင်းဆိုးတွေနဲ့အတိုင်တော့ခံရပါများနေတဲ့ Mice ရဲ့အလုပ်ရုံကိုအပြီးတိုင်ပိတ်သိမ်းလိုက်ပြီးပစ္စည်းတွေကိုပါတဘာနဲ့သိမ်းသွားပြီးမို့လို့အခုဆိုရင် Mice တို့ကလူမဲစင်းဝင်သွားခဲ့ပါပြီ။ Fox လို့ခေါ်တဲ့ကားကုမ္ပဏီမှာအယောင်တော်ဝန်ခံလီက Fox ရဲ့ကုမ္ပဏီကပြန်ကားရိုက်ထုတ်သိမ်းနေပါပြီဆိုပြီးသူ့ရဲ့အကြံအောင်တင်ပြပေးမယ်။သူဟာဒီတစ်နှစ်လုံးမှာအစိုးရအယောင်စင်းရထားတဲ့သူမို့လို့ Fox ကသူ့ရဲ့စကားကိုနားထောင်ဖို့တဲ့အကြောင်းပြချက်တစ်ခုကိုတောင်းကြည့်ပါတယ်။လီကတော့တစ်ဖက်မှာရှိနေတဲ့ Ferrari လို့ခေါ်တဲ့ကားကုမ္ပဏီအကြောင်းပြပြပြီးအဲ့ဒီကုမ္ပဏီကပြီးခဲ့တဲ့ Lemon 5နဲ့ Lemon 4မှာနိုင်ထားတာဖြစ်ပြီးကျွန်တော်တို့ဟာသူတို့ကိုကြော်ဖြတ်ရမယ်လို့ပြောပါတယ်။ဒါမဲ့တစ်ဖက်ကပြန်ကြည့်လို့ရှိရင်လည်း Ferrari ရဲ့တနစ်တာကားထုတ်လုပ်မှုက Ford တရက်စာတော့မရှိတာမို့လို့ဝင်အင်အားတော့ရှင်လို့တော့မရဘူးဆိုပေမဲ့ဝယ်လုံမှုအားကောင်းမှုနဲ့အောင်မြင်မှုကတော့ Ferrari ရဲ့တပန်းတာနေခဲ့ပါတယ်။တနစ်တာရဲ့အကောင်းဆုံးကားထုတ်လုပ်သူများထဲမှာ Enzo Ferrari ကထိတ်ဆုံးမှာအမြဲတမ်းရှိနေရမို့လို့ Ferrari brand ကိုသာအနိုင်ပိုင်းလိုက်ပြီး Ford ကားကပိုပြီးတကြောင်သာပြနိုင်လို့ရှိရင် Ford ကအလိုလိုပဲထိတ်ဆုံးရောက်သွားမှာဖြစ်ပါတယ်။ဒီအချိန်မှာမွဲနေတဲ့ Mice ကတော့သူ့ရဲ့မိသားစုအတွက်အလုပ်ရှာဖို့သူ့ရဲ့စူဖလာတဲ့အကုန်လုံးကိုအမှန်ပုံထဲမှာထည့်ပစ်လိုက်ပါတယ်။ဒါမဲ့သူ့ရဲ့သားလေးပီတာကတော့တစ်လေးပဲကောင်းလာလိုက်ပြီးကတိအောက်မှာထည့်သိမ်းထားလိုက်ပါတယ်။အဲ့ဒီနေ့မှာပဲ Ford ကအယောင်တာဝန်ခံလီက Ferrari ကားအယောင်တာဝန်ခံ Franco သားတွေ့ပါတယ်။ Franco က Leeds ကိုကားထုတ်လုပ်ပုံတွေကိုတခြားလိုက်ပြပေးပြီးကုမ္ပဏီပိုင်ရှင်နဲ့ပါတခါတည်းမိတ်ဆက်ပေးပါတယ်။တကယ်တော့ Ferrari ကုမ္ပဏီကကားထုတ်လုပ်တဲ့အခါမှာအသေးစိတ်တွေအစားတခြားခရူးဆိုင်ပြီးလက်နဲ့အားလုံးတခြားတီးတီးလောက်တာမို့လို့ကိုကြွားစိတ်တွေအများများပြီးဒေဝါလီတော်ခံရမလို့ဖြစ်နေပါတယ်။လီကတော့ Ford နဲ့ Ferrari ကိုပူးပေါင်းမှုတော့သွားပြီးကန်လန်းပြီးမယ်စာချုပ်ထဲမှာတော့ထုတ်ကုန်ရဲ့90%ကို Ford ကထိန်းချုပ်မယ်။ပြိုင်ပွဲတွေရလက်ကိုလည်း90%လို့ပြောထားတဲ့အချိန်မှာတော့ Ferrari ကခဏလောက်စဉ်းစားခြင်းပေးပါအောင်လို့ပြောလာပါတယ်။လီကတော့မကြခင်မှာမွဲတော့မဲ့ကုမ္ပဏီကဘာပဲဖြစ်ဖြစ်သူတို့ရဲ့အကြံကိုလက်ခံတော့မှာပါလို့ထင်နေပြီးအဲ့ဒီအချိန်မှာပဲအီတလီလူမျိုးတစ်ယောက်က Ferrari အိမ်နယ်တွေကိုအပြေးလွှားဝင်လာခဲ့ပါတယ်။အီတလီဘာသာစကားနဲ့တခုခုကိုအော်ပြောနေပြီးရုံးကန်ထဲကသူတွေအကုန်လုံးကလည်းဖုန်းတွေဆက်ပြီးတော့အချင်းချင်းသတင်းတစ်ခုကိုဖလှယ်လိုက်ကြပါတယ်။ Albert Ferrari ကငါတို့တွေသတ်သွတ်ချုပ်လို့ပြီးလို့ရှိရင်လက်မန်တိုင်ပွဲကိုငါတို့ရဲ့ကားတွေကဝင်ပြိုင်ခွင့်ရှိလားလို့မေးလိုက်တဲ့အချိန်မှာတော့လီကမရဘူးလို့တခုံးပဲပြန်ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲ Ferrari ကအစွမ်းကုန်ထိအမျက်ထုတ်ထားတဲ့ Ford ကကန်လန်ချက်ကိုတခါတည်းညှင်းထုတ်လိုက်ပြီးမင်းတို့ရဲ့စက်ရုံကိုပြန်သွားလိုက်ပြီးလို့ရှိရင်အပေါ်သားကော်ဘတ်ကားလေးတို့ပဲသွားထုတ်လိုက်ပါဆိုပြီးပြောဆိုထုတ်လိုက်ပါတယ်။အဲ့ဒီစကားကို Ford ကပြန်ကြားတဲ့အချိန်မှာတော့ဒေါသရိုက်ထွက်သွားခဲ့ပြီးအတော်ဆုံး engineer တွေအတော်ဆုံး driver တွေကိုခေါ်ဖို့နဲ့ပတ်စံဘလောက်ပဲကုန်ကုန် Ferrari ကိုလက်မပြိုင်ပွဲတွေမှာအနိုင်ပိုင်းအောင်လုပ်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒါကြောင့်ပဲလီတယောက်က Shelby စီကိုအကူအညီတောင်းဖို့ရောက်လာပါတယ်။ Shelby ကတော့မိုင်းသူ့ကိုပြုတ်ပေါက်ထားတဲ့ခွားဟိုတာမှာသူ့ရဲ့ရုံးခန်းထဲမှာမမရရနဲ့ဘောင်ချိတ်ပြီးတော့မှတင်ထားပါတယ်။လီကလည်းလက်မပြိုင်ပွဲတွေမှာနိုင်ကျင်တဲ့အကြောင်းအောင်ပြောတော့ Shelby ကဘလို့ပြိုင်ပါလဲလို့ပြန်မေးပါတယ်။လီကအမြန်လုံးတွေကိုပတ်စံနဲ့ဝင်မယ်လို့ပြန်ပြောတဲ့အချိန်မှာတော့ Shelby ကမင်းရဒီပြိုင်ပွဲတွေကိုမြန်ုံနဲ့ရမယ်ထင်နေရတာလို့ထပ်ပြောလိုက်ပါတယ်။24 hours ဆိုလက်မပြိုင်ပွဲဆိုတာ24နာရီပြန်ရတဲ့ပွဲမို့လို့ကားမောင်းတဲ့သူတွေကဘိုက်စာနေမယ်မောနေမယ်အိမ်ငိုက်နေမယ်ပြီးတော့ညဘက်တရောက်လာလို့ရှိရင်မှမောင်မဲမဲနဲ့ပြင်မထားတဲ့ပြေးတန်းပါးတွေပေါ်မှာမောင်းနေရမယ်အချိန်လျှော့ဖို့တော့ကိုတစ်ခါလေတောင်မှမေးရနေတတ်ပြီးအမောင်တွေကနေတစ်ချက်ပြီးတစ်ချက်ပေါ်ထွက်လာတဲ့ကားတွေကိုလည်းရှောင်ရမယ်အဲ့ဒီပြင်ကိုယ့်ရဲ့ကားစီကနေမူလီလုံးတွတ်ထွက်သွားရင်တော့မှအသက်အန္တရာယ်ရှိနေတာမို့လို့လက်မပြိုင်ပွဲဆိုတာငရဲခိုင်းတစ်ခုပဲဖြစ်ပါတယ်ဒါမဲ့လီကတော့တလောကလုံးပတ်စံပုံပေးပြီးတော့ဝယ်မဲ့အကြည့်နဲ့စကားတစ်ခုကိုထုတ်ပြောလိုက်ပါတယ်အဲ့ဒါတော့ကျွန်တော်ခင်ဗျားကိုချက်လက်မှတ်လို့တစ်ဆောင်ပေးလို့ရတယ်မလားဆိုတာပဲဖြစ်ပါတယ်အဲ့စကားကိုကြားတာနဲ့ Shelby ကသူ့ရဲ့စကားကိုပြန်ပြောလိုက်ပါတယ်ခင်ဗျာအနိုင်ပွဲကိုတော့ပတ်စံပေးပြီးဝယ်လို့မရဘူးလီဒါပေမဲ့အနိုင်ပွဲကိုယူလာမဲ့သူတွေကိုတော့ပတ်စံပေးပြီးတော့ဝယ်လို့ရတယ်ဆိုတာပဲဖြစ်ပါတယ်ဒီလိုနဲ့ Shelby ကအချိန်တော်ဆွဲမနေတော့ပဲညာတွင်းချင်းပဲ workshop တစ်ခုမှအလုပ်လုပ်နေတဲ့ Mike ကိုရောက်အောင်သွားပါတယ် Mike ကိုဘာကခေါ်ကြွေးလိုက်ပြီးသူဟာလက်မန်းမှာ Ferrari ကိုနိုင်အောင်ပြန်မဲ့ကားတစ်ခုကိုစောင့်ကျင်တဲ့အကြောင်းပြပါတယ်Mike ကတော့သူ့ရဲ့မိတ်ဆွေကိုကြည့်လိုက်ကဟဲ့ပပက်ရီမောနေပြီးအဲ့အတွက်အချိန်ဘယ်လောက်ယူမယ်လို့ Ford ကိုပြောခဲ့လဲအနှစ်100လားအနှစ်200လားဆိုတော့ Shelby ကရက်90လို့ရုပ်တည်နေပြန်ပြောပါတယ်မိုင်းကတော့ဟဲ့အောင်ရေငွေတွေအချိန်တွေလိုတောက်ချနေအောင်ပါပဲနှစ်တိုင်းချန်ပီယံဖြစ်နေတဲ့ Ferrari ကိုအနိုင်ယူဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ပြောပြီးထွက်သွားတဲ့အချိန်မှာ Shelby ကလာမဲ့တနင်္ဂနွေနေ့မှာ Cloverfield မှာလုပ်မယ် Ford ကားသိမ်းမိတ်ဆက်ပွဲမှာငါအစင်နေဆက်လို့လုပ်ရမယ်အဲ့ကြလို့ရှိရင်တော့လာခဲ့ပါလို့ပြောလိုက်ပါတယ်သူမိကုန်းပြောရမှာမလို့မိုင်းကတောင်းပါတဘာလေးခေါ်လာခိုင်းနေပြီးလာပြောင်းလာဖို့အတွက်ထထမှနေပါတယ်တနင်္ဂနွေနေ့ကျတော့မိုင်းကဂတိအတိုင်းပဲပီတာကိုခေါ်ပြီးရောက်လာခဲ့ကပွဲတဲ့ရောက်တာနဲ့အဖေလူသားလေးပီတာပြတ်ထားတဲ့ကားကိုဟိုကြီးတဲ့ဒီကြီးတဲ့လုံနေရကြောင်း Ford ကုမ္ပဏီဒုတိယဥက္ကဋ္ဌလီယိုဘီဘီကလာပြီးတားယူရပါတယ်မိုင်းကတော့ငကိုတည်းကဒေါသထွက်နေတာသူ့ရဲ့သားကိုအခုလိုမျိုးလာပြီးဟောက်နေရကြောင်းဖို့ကုမ္ပဏီကကားကိုတွေ့ကြတဲ့ရာငိုထားတဲ့ပစ်ချက်တွေအကုန်လုံးကိုတစ်ချက်ချင်းစီအရသာခံပြောလိုက်ပြီးတော့ခမောက်ထူထားတဲ့ကားကအတော်ညံ့တဲ့ကားပဲပြလို့ပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာ Shelby ကတော့ကောင်းကင်ပေါ်နေတဲ့ Cloverfield ကိုလာနေပါတယ်အသေးဆုံးလေရင်လေးပေါ်မှာလီတို့လဲပါလာနေပြီး Shelby ကစိတ်ခံနေကြတော့မှသူ့ကိုပေးမမှုတဲ့ရင်မောင်းအောင်တောင်းဆိုလိုက်ပါတယ်ပိုင်လော့ကအစတော့ရှိနေပေမဲ့ Shelby ကအတီးပြောနေရမို့လို့နေရာဖယ်ပေးလိုက်ရပြီးလီတို့ကလည်းဖျားရည်တာကုန်ကြပါတော့တယ်
ပိုင်းလုံးနေရာဝင်ထိုင်ပြီးရနဲ့ရှယ်ဘီကကျွန်တော်လေမောက်တင်တဲ့ဘွားတော့ကကျွန်တော်ရဲ့ဆရာကျွန်တော်ကိုပြောဘူးတယ်အဲ့ဒါတော့လူသားတွေရဲ့အကျိုးအတွက်ဘယ်တော့မှလေမပေါင်းပါနဲ့တော့ဆိုပြီးဆက်ပြပြနဲ့ပြန်ပြောလိုက်ကလေယုံပန်ကားလိုမျိုးမိုင်းကုန်းဖြစ်မှာပါတော့တယ်လီတို့ဆိုရင်ဆဲပါဆဲကုန်းကြပြီးအတော်လေးကြောက်လန့်ကုန်းကြကရှယ်ဘီကတော့အေးဆေးပါပဲဆိုပြီးမြေပြင်ပေါ်မှာရှိနေတဲ့မိုင်းစကတာလေးပြီးတာကတော့ကောင်းကင်ပေါ်မှာကြည့်ပြီးတော့ဟိုမှာသူတို့တွေလာနေကြပြီလို့ပြောလိုက်ပြီးတော့မှမကြခင်ပဲသူ့ရဲ့စကားလေးကဟိုမှာသူတို့တွေလေရင်ပက်ကြလာကြပြီဆိုပြီးပြောင်းလဲသွားခဲ့ပါတယ်မိုင်းကတော့လေရင်ပေါ်ဝတ်ကြည့်လိုက်ပြီးတော့မှ Pilot ကဘာတူလဲဆိုတော့အသိနေခဲ့ပြီးပြုံးနေခဲ့ပါတယ်ဆင်းရမယ့်နေရာစီကိုဘယ်သူမှမသိဘဲနဲ့အောင်မင်းနဲ့ဘေးမတိရမခါတိမ်မွေ့ဆင်းလာနိုင်တဲ့အချိန်မှာတော့ရှယ်ဘီကမိုင်းလို့တာဖောက်အကျဉ်သွားပြီးနှုတ်ဆက်ပါတယ်ပြီးတော့မှပဲခုနကတော့မိုင်းဖဲခဲ့တဲ့ Force ကဒုတိယဥက္ကဋ္ဌနဲ့မိတ်ဆက်ပေးပါတယ်ခုနအနေနဲ့မှာခလုတ်တက်မိထားတဲ့နှစ်ယောက်ကတော့အချက်ချင်းမကြည့်ကြပဲခဏနေတော့လီကရှယ်ဘီကိုခေါ်ထုတ်သွားပါတယ်လီကလည်းဒီကားဟာအပေါ်ရသက်ပဲနော်ဒီကားကိုဖန်တီးထားတဲ့အဖွဲ့ကတက်ရှိရဲဆိုပြီးရှယ်ဘီကတော့နားမလည်နိုင်ဖြစ်သွားရပါတယ်အကြောင်းကတော့လီတို့ဟာလမိုင်းရဲ့ချန်ပီယံဟောင်းနဲ့ပြန်ကားမောင်းသမားတယောက်ကစူပေါင်းမိဖန်တီးထားတဲ့ကားဆိုတဲ့ဂုံဘုတ်ကိုပဲလိုချင်တာဖြစ်ပြီးတီဆောက်ရေးအပိုင်းနဲ့ဒီဇိုင်းပိုင်းကိုတော့သူတို့ဘာသာပဲအားလုံးလုံးမှာပဲဖြစ်ပါတယ်ရှယ်ဘီကတော့လီတယောက်ပြောချင်တာတွေပြောပါသေးဆိုပြီးအစားတော့လွတ်ထားပေးလိုက်ကလီပြောလို့ပြီးတော့မှဘာမှတော့ပြန်ပြောမနေတော့ပဲမိကုန်းကိုတန်းသွားပြောပါတယ်ညရောက်တော့ရှယ်ဘီယာမိုင်းစ်ကိုနိုင်ဝက်လောက်ပါပဲဆိုပြီးလေကွင်းတစ်ခုစီကိုခေါ်ချလာခဲ့ကမနေ့တနေ့မှာအမေရိကရောက်လာတဲ့အသစ်ဆက်ပြန်ကားကြီးကိုပေးမောလိုက်ပြီးဝေဖန်ခိုင်းပါတယ်မိုင်းစ်ကလည်းမွေးရပါဗလိမ္မာဆိုတော့နှစ်ပတ်လောက်ပမောင်းပြီးရနဲ့မင်းတို့ရဲ့ကားခွေပေါ့တယ်ကိုရလည်းမကောင်းဘူးစပီယာတိုင်ရလည်းချောင်းတယ်ဘေးကလည်းမယူဆိုပြီးအပြစ်ပေါင်းမတော့ထွက်ကြလာပါတယ်မိုင်းစ်ကဒီကိစ္စတွေအကုန်လုံးကိုသူမမသိအောင်လုပ်နေရပဲဖြစ်ပါတယ်ဒါမဲ့ဆရာကြီးကတော့မိုင်းစ်ရောရှယ်ဘီရဲ့နောက်ကိုလိုက်လာပြီးဆိုကြတဲ့အရာအလုံးကိုတည်နေခဲ့ပြီးနောက်နေ့မနက်မှာတော့ကားပေါ်မှာချိန်ချောက်ပြီးတန်းမိပါတော့တယ်မိုင်းစ်ရဲ့မိမကကားကိုလီဗာကုန်းမောင်းလိုက်ပြီးတော့သူ့ရဲ့ယောက်ျားကိုမသိချင်လို့ရှိရင်ရှယ်ဘီနဲ့နေနဲ့ဘာလို့သဘောတူခဲ့လဲဆိုတာကိုပြခိုင်းပါတယ်မိုင်းစ်ကလည်းသူ့ကိုဒီကိစ္စကြီးကိုဖုံးကွယ်ထားလို့ဒေါသရိုက်ထွက်နေခဲ့ပြီးမိုင်းစ်လည်းမတက်နိုင်တဲ့အဆုံးမှာတော့ Force က Ferrari ကိုပြိုင်ဖို့အတွက်ပြန်ကားထုတ်ချင်နေရဆိုပြီးတခါတည်းရှင်းပြလိုက်ရပါတယ်ဒါမဲ့မိမဖြစ်သူကတော့သူ့အရှင်လိုမျိုးပဲပရိုက်တာဝင်လို့ပေးနေရထင်ပြီးဒီတစ်ခါမှာတော့ရှင်ပတ်ဆက်ရအောင်တောင်းမှဖြစ်လိမ့်မယ်လို့ပြောလိုက်ပြီးမိုင်းစ်ကလည်းငါတောင်းပါတယ်အခုဆိုရင်ငါတရက်ကို$200ရမယ်လို့ပြောလိုက်တဲ့အချိန်မှာတော့မိုင်းစ်ရဲ့မိမလည်းပြုံးသွားပါတော့တယ်နောက်နေ့ကနေစပြီးမိုင်းစ်တို့တန်ငယ်ချင်းတယောက်ကအလုပ်ဆက်လုပ်ကြရပါတယ်ယူဘဗေဒာနီလန်နေရောအတွေ့အကြုံတွေရောပေါင်းပြီးတော့ကားကိုမြန်ပြီးတော့ပေါ့နေအောင်ပေါ့နေအောင်မှာပဲမြောက်တက်နေပြီးတော့ဟာဝိုင်ယူတာမှပဲထပြန်ပြီးမတော့အောင်လို့မျိုးတက်ဆင်ကြပါတယ်အကောင်ဆုံးဆိုတဲ့အင်ဂျင်တွေကိုကိုယ်တိုင်စစ်ဆေးကြပြီးတိကျခရူးဆက်နဲ့တက်ကြပါတယ်တစ်ဖက်မှာတော့ Miles ကသူ့ရဲ့အလုပ်မှာအာယုံဆိုင်ပြီးလုပ်နေရဆိုပေမဲ့ Force ရဲ့ယာရုအကြီးပိုင်းနေရတော့လက်မန်းမှာ Force ကိုကိုသားပြဖို့အတွက်လမ်းသေးရလို့ဖြစ်နေတဲ့ Miles ကိုထောက်ခံမပေးခြင်းကြပါဘူး။ Shelby ကတော့သူ့ရဲ့တငယ်ချင်းကိုလမ်းသေးရလို့ခေါ်လို့ဒီကောင်ဟာဒီဒေးတိုက်ပွဲတွေတုန်းမှာပွင့်နေတဲ့တင်ကားတွေကိုတတ်မောင်းပြီးတော့ဥရောပကနေဘာလင်ထိရောက်အောင်ပို့ခဲ့တာနော်။ဒါနဲ့မှဒီကောင်ကလမ်းသေးတယ်တာပြဆိုပြီးကောက်ွယ်ပြီးပြောပေးခဲ့ပါတယ်။ဒါမဲ့လည်းဘသူနဲ့မဆိုစကားကိုတနင်္လာရီလောက်တော့မှရန်စကားမပါဘဲနဲ့မျိုးတက်တဲ့ Miles ကိုထောက်ခံပေးဖို့အတွက်ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးဖြစ်နေရမလို့ Shelby ကလည်းဒေါသထွက်သွားပြီးတော့ခင်ဗျားတို့တွေရှုံးကြလို့ရှိရင်တခြားသူနဲ့ပြန်ခိုင်းလိုက်ပါဆိုပြီးတခါတည်းအပြတ်ပြောခဲ့လိုက်ကတစ်ဖက်ကလည်းမတက်နိုင်ဘူးလေကွာဒါဟာ Force ကလမ်းစင်မှာပဲဆိုပြီးပြန်ပြောလိုက်ပါတယ်။ Shelby တယောက်ရုံးခန်းကိုပြောတော့ Miles ကိုခေါ်ပြီးတော့ကားပြိုင်လို့မရတော့ဘူးဆိုတဲ့အကြောင်းကိုပြပါတယ်။ Miles ကတော့သူ့ရဲ့စကားကိုကြားတော့ဘာမှတော့ပြောမနေတော့ပဲတခါတည်းစိုက်ကြည့်နေလိုက်က Shelby လည်းမျက်နှာချင်းမဆိုင်ရဖြစ်သွားရပါတယ်။ပြန်ကားမောင်းသမားချင်းမို့လို့ဒီခံစားချက်ကိုဘယ်လောက်ဆိုးမလဲဆိုတာကို Shelby ကနားလည်ပေမဲ့ Miles ကတော့သူမဟုတ်တယ်လို့မျိုးပဲပြဿနာဘာမှမရှာဘဲနဲ့ငါစီတိုင်ကီတော့ဆက်လိုက်အောင်မယ်ဆိုပြီးပြပြချင်းပဲထွက်သွားခဲ့ပါတယ်။လက်မိုင်းပြပွဲနေမှာတော့အရောယုံထဲမှာ Miles နဲ့တိုက်ချင်းသမားတယောက်ပဲကြံခဲ့ပါတယ်။ Miles ကပြိုင်ပွဲကိုခယူးမဆိုင်ချင်အောင်ဆောင်နေပေမဲ့ပြိုင်ပွဲစားတဲ့အချိန်မှာတော့ရေဒီယိုရှိကနေလုံးဝမခွာနိုင်တော့ပါဘူး။ရေဒီယိုကနေလည်း Force ကိုင်းလှုပ်ရှားမှုတိုင်းကိုအတိအကျသတင်းပို့နေပြီး Miles ကသူစိတ်တိုင်းမကြတာတွေကိုတိုးတိုးလေးချီချုံမိနေကဒီကောင်ကြီးဟာကားကိုဒုံးမြမှာထင်နေရလားဆိုပြီးပြောနေမိပါတယ်။ Miles ပြောထားသလိုပဲကားဟာအရန်အမြန်ကြီးပေါင်းနေရမို့လို့အင်ဂျင်လောင်တာတွေအကွက်မတော်လို့ brake ချော်တာတွေဖြစ်နေခဲ့ပြီးအဲ့အချိန်ပဲသူ့ရဲ့မိမကဝင်လာတော့ Miles ကရေဒီယိုပိတ်ဖို့တက်လုပ်နေပဲသူ့ရဲ့မိမကလိုင်းပြောင်းလိုက်ပါတယ်။နောက်နေ့မှာတော့ Shelby က Force ရဲ့ပိုက်ရှိအထိတောင်မှတက်ပြီးတွေ့က Miles ကိုကားမောင်းခွင့်ရအောင်လုပ်ပေးပေမဲ့ Henry Force ကတော့မျိုးတွေကအဆောက်အုံတွေလိုက်ပြပြီးတော့သူဟာဆရာမို့လို့သူ့ရဲ့စကားကိုပဲနောက်ထောင်မို့တက်ပြောပါတယ်။ Shelby ကလည်းသူ့ရဲ့အဆိုယူချက်အငင်းခရပြီးချင်ပါတယ်မဲ့ Miles ကိုသွားပေးမယ် Miles ကတော့စကားပြောချင်စိတ်တောင်မပေါ်နေဘူးဖြစ်နေပါတယ်။ Shelby ကလည်း Miles အတွက်သူရအောင်ပြောပြနိုင်ခဲ့လို့တောင်းပန်ပေမဲ့ Miles ကတော့ဘထုံတသေးသေးလုံးနေရမလို့ဟဲ့အောင်မျိုးကမြေတောင်ဖြတ်ပေးဖို့အတွက်အိုက်ဘဲစီမှာဘလောက်တော့မှခက်ရခဲ့ရလဲတိလာလို့မေးတတ်တဲ့အချိန်မှာတော့ Miles ကဘာမှပြောမနေတော့ပဲသူ့ရဲ့မျက်နှာကိုတက်တက်ကြီးထိုးချပစ်လိုက်ပါတယ်။ဒီလိုနဲ့ပဲအချက်ဆုံးတငယ်ချင်းတယောက်လည်း3နှစ်လောက်ကြာတော့မှနောက်တစ်ချိန်ထပ်ပြီးတော့တပန်းလုံးပြစ်သွားကြပြန်ပါတယ်။ဒါအောင် Miles ရဲ့မိမတွေ့တဲ့အချိန်မှာတော့အိမ်ထဲကနေမဂ္ဂဇင်းစာအုပ်နဲ့ထန်ကိုယူလာခဲ့ပြီးမဂ္ဂဇင်းတိုင်ဖိုင်နဲ့ကြည့်နေခဲ့လိုက်ပါတယ်။သူမထင်တာသလိုပဲခဏအနေမှာတော့ Miles တို့ယောက်ကခြေကုပ်လက်ပန်းကျသွားခဲ့ပြီးငိမ့်ချသွားခဲ့ပါတယ်။ဒီတော့မှပဲ Miles ရဲ့မိမကဘီယာတပူးစီယူလာပေးလိုက်တာကြောင့်နှစ်ယောက်သားပလိချင်းတိုက်ပြီးတော့ရှိနေကြပါတယ်။ဘာပဲဖြစ်ဖြစ် Shelby ကို Miles ကစိတ်ဆိုးနေရဆိုပေမဲ့မငြင်းရတော့ပဲလူတကထပ်ပြီးပါသွားပြန်ပါတယ်။ဒီတစ်ခါမှတော့ကားကိုယ်ထဲတွေတာယာပြားတာတွေအစား Shelby က Miles နဲ့ဂျားလို့အဝင်မခံတော့ပဲသူတို့ကိုယ်တိုင်ပဲလုပ်ကြပါတယ်။မကြခင်မှာစားတော့မဲ့ပြိုင်ပွဲအတွက်သုံးဘက်ပဲလို့တော့မှပဲ Miles ကကားကိုစိတ်တိုင်းမကြဖြစ်နေပါတယ်။ Miles ကတညမှာသူ့ရဲ့သားလေးပီတာကိုခေါ်ပြီးတော့ကားမောင်းထွက်ဖြစ်ခဲ့ပါတယ်။ကားပေါ်မှာနေမဲ့ Miles ကပြန်ကားစီးမင်းတွေကိုပြပြမိပါတယ်။ကားတစ်စီးကိုအမြန်ကြီးမောင်းလိုက်ပြီးလို့ရှိရင်ပတ်ဝန်းကျင်ကအရာတွေအကုန်လုံးကနှိမ့်သွားမှာပါ
အခုတစ်ချက်ရောက်တိုင်းမှာလည်းပြေးတဲ့ပေါ်မှာအမြဲတမ်းပြည့်စုံနေရမယ့်အကြောင်းကိုပြောပြပါတယ်ဒါအမဲကားကိုတော့တစ်ချိန်ကြီးမြန်နေလို့လည်းမရပြန်ပါဘူးကားနဲ့မောင်းတဲ့သူကတသားလေးဖြစ်နေဖို့လိုနေပြီးကားရဲ့ညူတန်ညုတ်တဲ့နားဆင်ပြရမယ့်အကြောင်းကိုမိုင်းစ်ကပြောပြလိုက်ပါတယ်တကယ်တမ်းမှာတော့မိုင်းစ်ကိုကားမောင်းခိုင်းမှုဆိုတာထင်တာထက်ပိုပြီးတော့အတားအဆီးတွေများနေပါတယ်အကြောင်းကတော့ရှယ်ဘီစီကိုလီကဖုန်းဆက်ပြီးတော့အခုဆိုရင်ဒုတိယဥက္ကဋ္ဌဘီဘီကအာဏာပြည့်ရသွားတဲ့အကြောင်းပြောပြပါတယ်ဘီဘီဆိုတာကားသိပ်ပြတော့ကမိုင်းစ်ကမှုံချိုးမြေချိုးပြောခဲ့တဲ့သူဖြစ်ပြီးအဲ့ကိစ္စကြောင့်ပဲမိုင်းစ်ကိုမထွေးမုံနေပါတယ်ဒါကြောင့်ပဲလီကရှယ်ဘီကိုလက်လျှော့ခိုင်းလိုက်ပြီးလူတစ်ယောက်အတွက်နဲ့အရာအလုံးကိုဆုံးရှုံးခံမလို့လားလို့ပြောလိုက်ကရှယ်ဘီကတော့အရာအလုံးဆုံးရှုံးသွားမယ်ဆိုရင်လည်းငါခံနိုင်တယ်မင်းနဲ့ငါနဲ့လူမျိုးစကားပြောနေတဲ့အချိန်မှာတော့မိုင်းစ်ကတကယ်လုံးလုံးနေရကွာလို့ပြောလိုက်ပါတယ်ပြောနေတယ်လည်းနဲ့ပဲအပြင်မှာကားကိုဆမ်းပေါက်နေတဲ့မိုင်းစ်ကဗရိတ်ပေါက်နေခဲ့ပါတယ်အချိန်လုံးဝရှော့မြတဲ့အချိန်မှာတော့မိုင်းစ်ကကားကိုတစ်ပတ်ပြစ်တယ်ပြလိုက်ပြီးကားဘေးရကိုတဲ့နဲ့လမ်းပေါ်စီပိုင်းတွေကိုပစ်တိုက်ပစ်လိုက်ကထင်းဖို့တက်လုပ်လိုက်ပေမဲ့စီတိုင်ကြီးကပါစီယိုနေရမို့လို့ကားကရုတ်တရက်ဆိုသလိုပောက်ကွဲထွက်သွားပါတယ်မီးရေလောင်နေပြီးအတန်ကျဲကြီးထွက်သွားတဲ့အချိန်မှာတော့ဖုန်းပြောနေတဲ့ရှယ်ဘီလည်းချက်ချင်းပဲပြေးထွက်သွားသလိုလူတွေအကုန်လုံးကလည်းပြန်အောင်ခတ်ကုန်ကြပါတယ်ဒါမဲ့မိုင်းစ်ကတော့ဘာမှမဖြစ်ပဲမီးတို့တရားနေထွန်းထွန်းနဲ့ပြန်ထွက်လာခဲ့ပြီးရှယ်ဘီကိုလည်းဘရိတ်တရားမကောင်းဘူးကွာဆိုပြီးတွေးနဲ့ပြန်သွားလိုက်ပါတယ်အင်ဂျင်ကိုအမြင့်ဆုံးအားသုံးထားတော့ဘရိတ်တရားမခံနိုင်ပဲပေါက်ထွက်ကုန်တာဖြစ်ပါတယ်ဒါကြောင့်အားလုံးလည်းချက်ချင်းကောင်းချင်းစိန်ကုန်ကြပြီးဘရိတ်တစ်လည်းပို့လို့လိုက်ကြပေမဲ့အချိန်ကလည်းမလောက်တော့မှအောင်စိုးရိမ်နေကြပါတယ်အင်ဂျင်နီယာတွေကတော့ဘရိတ်တစ်ကိုဒီဇိုင်းဆွဲနေတဲ့အချိန်မှာပီတာလီကတော့ဦးလေးမီးလောင်မူလာလို့သွားမေးပါတယ်အင်ဂျင်နီယာတွေကတော့ခလေးဟာသူ့ရဲ့ဖေဖြစ်သွားတာကြောင့်လမ်းနေမှသိလိုက်ပြီးစိတ်ပူပါနဲ့သူတို့ဖန်တီးရတဲ့ဝတ်စုံနေရာမီးလောက်တဲ့တန်ကိုခံနိုင်ပါလို့ပြောလိုက်ပေမဲ့ပီတာကတော့ Forest Magritte ပွဲတော့ကလည်း Louis Evan ကမီးကဝတ်စုံဝတ်ထားရင်းသားနဲ့သေသွားတာပဲလို့ပြန်ပြောလိုက်ပါတယ်အင်ဂျင်နီယာတွေကတော့ Louis သေတာမီးလောင်လို့သေတာမဟုတ်ဘဲနဲ့အသက်ရှူမွားလို့ပါလို့ပြန်ပြောလိုက်ပြီးအချိန်မီတာကားနဲ့ထွက်လိုက်လို့ရှိရင်တော့ဘာမှဖြစ်တာဘူးဆိုပြီးပီတာလေးကိုနှိမ့်ပေးလိုက်ပါတယ်ပီတာတို့သားမိအိမ်ပြန်သွားတဲ့အချိန်မှာတော့ရှယ်ဘီကမိုင်းစ်ကိုအစိမ်မေးလားလို့မေးလိုက်ပေမဲ့မိုင်းစ်ကတော့ဘရိတ်အတွက်စိတ်ပူပါနဲ့လို့သာပြန်ဖြေပါတယ်တကယ်တော့ရှယ်ဘီကသူ့ကိုစိတ်ပူနေမှသိပေမဲ့မသိကြအောင်ဆောင်နေပြီးရှယ်ဘီရတယ်ငါစီမှာအစီအစဉ်တွေရှိပါတယ်လို့ပြန်ပြောပြန်ပါတယ်မိုင်းစ်ကတော့ဘာအစီအစဉ်လဲဆိုတော့မှပြန်ပြီးပြောမနေတော့ပဲအဲ့ဒီအစီအစဉ်တွေဘယ်လောက်ဆုံးသွားရမလဲလို့သာတမ်းပေးလိုက်ပါတယ်ရှယ်ဘီကတော့မိုင်းစ်ကိုသိချရေးဆက်ကြည့်လိုက်ပြီးအကြီးကျယ်ပဲကွာလို့ပြန်ဖြေလိုက်ပါတယ်နောက်နေ့မနက်မှာတော့ဒေါ်လာ9သန်းလောက်အကူကြားခံထားရတဲ့ကားကိုကြီးဖို့အတွက်ဟန်ရီဖော့ကိုရိုင်းတော့ရုံဝင်လာခဲ့ပါတယ်ထုံးစံအတိုင်းလီလဲပါလာပြီးရှယ်ဘီကိုမိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့စကားပြောဖို့တက်လုပ်ပြန်ပါတယ်ရှယ်ဘီကလည်းလီကိုတယောက်တည်းပြောကြမယ်တဲ့ပြလိုက်ပြီးသူ့ရဲ့ရုံးခန်းထဲကိုခေါ်သွားကလီစောတခတက်သမျှကိုနားထောင်ကြည့်အောင်ဆက်လိုက်ပြီးရုံးခန်းထဲကိုထပ်ပိတ်ထားပြလိုက်ပါတယ်ပြီးရနဲ့သူတို့ကားရဲ့အမြန်နှုန်းကိုမိခိုးထုတ်နေတဲ့ဆရာကြီးဟန်ရီဖော့ကိုသူနဲ့အတူတူကားလိုက်စီးဖို့တက်ခေါ်လိုက်ပါတယ်လီကလည်းဟန်ရီဖော့ကားပေါ်ကိုတက်မလို့နေတာအမြင်တော့ရှယ်ဘီကိုရုံးခန်းထဲကနေထူရိုက်ပြီးအော်ဟစ်နေကအလုံးယုံနေတဲ့အလုပ်သမားတွေကတော့သူ့ရဲ့အတန်ကိုဖုံးအောင်လို့ကားတန်တွေကိုအကြိုက်ကြီးဆက်လို့ပစ်လိုက်ကြပါတယ်နောက်ဆုံးမှာတော့လီကရုံးခန်းတကားကိုမှန်ခွဲပြီးထွက်လာခဲ့တဲ့အထိဟန်ရီဖော့ကကားထဲကိုမရောက်သေးအောင်မလို့အလုပ်သမားတယောက်ကအပြင်တကားကိုဖွင့်မလို့နဲ့လီကိုဝင်ပိတ်ပြီးတော့တားပေးလိုက်ပြန်ပါတယ်ဒီအကူညီတွေကြောင့်ပဲဟန်ရီဖိုကြီးကလည်းကားပေါ်ကိုဘိမသိရမခနဲ့ရှော့ချူဝင်သွားခဲ့ပြီးရှယ်ဘီတို့တွေကားမောက်ထွက်သွားကြတော့မှအလုပ်သမားလီဟာတကားကိုရှော့ဖွင့်ပေးလိုက်ပြီးအမလေးမစ္စတာလီအဆင်ပြေလားဆိုပြီးဟန်ဆောင်ပန်းဆောင်နဲ့မေးပါတော့တယ်ရှယ်ဘီကတော့ Force ကားကုမ္ပဏီရဲ့ပိုင်ရှင်ကြီး Henry Ford ကိုဒေါ်လာ9သန်းနဲ့အရသာကိုပြပေးနေပြီး Henry Ford ကတော့ဆက်ထွက်လာကြတဲ့ဟာခြေကန်လက်ကန်နဲ့ပါလာနေခဲ့ကမောင်းလာတဲ့တစ်ချောင်းလုံးရူလာကိုစာစီးရင်ရတဲ့ကိုနှစ်သားလေးလိုမျိုးအော်ဟစ်နေခဲ့ပါတယ်။ဒါဟုတ်ကြီးနေတဲ့အမှုဆောင်တွေကတော့ဒီအချိန်နဲ့ဆိုရင်တော့ Henry ကြီးတယောက်သေးတွေပါထွက်ကြနေကြပြီဆိုပြီးကြီးမောနေကြကရှယ်ဘီကတော့သူအားရလောက်တဲ့အထိအစွမ်းနေပြပြီးတော့မှကားကိုထွေးလိုက်တဲ့အချိန်မှာတော့ Henry Ford ကဘာပြောညာပြောနဲ့ရုတ်တရက်ကြီးထားကိုပါတော့တယ်။နေရီအဆံပြတ်ကြနေပြီးအတော်ကြာငိုပြီးတော့မှဒါကြီးကိုငါရဲ့အဖေကိုငါအသက်ရှင်နေမြေသိကျင်လိုက်လာကွာဆိုပြီးရှယ်ဘီကိုထားပြောပါတယ်။ဒီအချိန်မှာအခွင့်ကောင်းအောင်စောင့်နေတဲ့ရှယ်ဘီကဟင်ရီကိုဒီလိုကားမျိုးကိုတောင်းလို့ဆိုတာထင်းနေတာမဟုတ်ဘူးခမရအခုမြင်တဲ့အတိုင်းပဲလေဒါကြောင့်ခမရတို့တွေလက်မှန်ပြိုင်ပွဲကိုနိုင်ကျင်လို့ရှိရင်တော့ကျွန်တော်နေရာမှာထိုင်နေတဲ့သူကအခြားသူဖြစ်လို့မရဘူးခံမိုင်းဆိုတဲ့သူဖြစ်နေမှာပဲရမှာဆိုပြီးအမိရပြောလိုက်ပါတယ်ရှယ်ဘီပြောနေတဲ့အချိန်ကွက်တီမှာပဲမိုင်းစ်ကလည်းအလုံးရောင်ရောက်နေခဲ့ပါပြီဟန်ရီဖိုးကတော့ဒီကိစ္စအတွက်ဘီဘီစ်ကိုအမှုဆောင်ခလိုက်ပြီးတော့တိုက်ပြောပေးမယ်ရှယ်ဘီကတော့မိုင်းစ်ကိုဒီတိုနာမှာပြန်ခိုင်းဖို့နဲ့မိုင်းစ်ကအဲ့ပွဲမှာအနာရခဲ့လို့ရှိရင်သူ့ကိုလက်မှန်ပြိုင်ပွဲမှာပေးမယ်မှာဆိုပြီးတောင်းဆိုလိုက်ပါတယ်အကယ်လို့မိုင်းစာအဲ့ကြိမ်မှာမနိုင်ခဲ့ဘူးဆိုရင်တော့ရှယ်ဘီကသူ့ကားရောင်းဝယ်လုပ်နေတဲ့သူ့ရဲ့အလုပ်ရုံမှာတခါတည်းပေးပါမယ်ဆိုပြီးအလောင်းစားတစ်ခုလုပ်လိုက်ပါတယ်ဒီလိုနဲ့ပဲ24 hours ဆိုဒီတိုနာပြိုင်ပွဲစနေခဲ့ပြီး6နာရီမြောက်နေပြီပဲဖြစ်ပါတယ်ဒီအချိန်မှာ Force ကကားဟာရှေ့သွားကနေပြေးနေပြီးမိုင်းစ်ကတော့ရှယ်ဘီရဲ့ကားနဲ့မတိပတာတွေအနောက်ကနေပါလာပါတယ်မိုင်းစ်ကသူ့ရဲ့ပွဲစားအချိန်မှာတော့မှပဲ AHD ပဲမောင်းနေပြီးပွဲနောက်ပိုင်းကျတော့မှဖီမောင်းတဲ့ပြူအားနဲ့ပဲလှုပ်ရှားနေတာဖြစ်ကသူ့ကိုကြော်ဖို့တဲ့စူးစမ်းနေတဲ့ကားတစ်စီးဟာအသက်သက်မောင်းနေနေသူ့ကိုကြော်သွားကအရှိရကားနဲ့တိုက်ပြီးပောက်ကွဲသွားပါတော့တယ်6နာရီပြည့်ပြီမို့လို့ကားလာရတစ်ခါလဲရပြီးမိုင်းစ်ကသူ့ကိုလိုက်ညှိနေတဲ့ကောင်တွေကိုတွေ့နေရတာမို့လို့ကားရဲ့ကိုယ်တွေကပူနေသလိုပဲဒေါသတွေကလည်းပုတ်ပတ်ဆူနေခဲ့ပါတယ်အနီးနားမှာကားပြင်တဲ့အဖွဲကလည်းရှယ်ဘီယိုနဲ့စကားစစ်တွေထိုးနေရပါတယ်မိုင်းစ်ကတော့ခဏလေးနားနေရတဲ့အချိန်မှာသူ့ရဲ့မိမကိုဖုန်းလက်ဆက်လိုက်ပြီးပီတာလီကလည်းသူ့ရဲ့အဖေကိုအဖေဘရိတ်ထက်ပြပေါက်ပါစင်းရောဆိုပြီးမှနေကြပါတယ်လက်ရှိအချိန်ဟာဒေလိုနာရီ23နာရီမြောက်ပဲဖြစ်ပါတယ်အခုဆိုရင်တိုင်းလုံးတညလုံးမောင်းနေရတဲ့ကားတွေကနောက်တစ်နေ့ကိုကူလာနေပြီဖြစ်ပြီးနောက်ဆုံးနာရီကိုကတ်လာတာနဲ့အများပိုင်ဆိုင်မှုတွေလည်းပြင်းထန်လာနေပါတယ်ဒါမဲ့လည်းအဲ့ချိန်အထိ Force ကကားတွေကရှေ့စိုးကနေဦးဆောင်နေပြီး Chevy နဲ့ Maizu ရဲ့ကားဟာအနောက်မှာအတော်လေးကြကြနေရမလို့လက်လျှော့ရမလို့ဖြစ်နေကြပါတယ်
အဲ့ဒီအချိန်မှာပဲရှယ်ဘီကစာလကြောင်းကိုရေးလိုက်ပြီးပြန်ခွင့်နဲ့ဝင်သွားလိုက်ကမိုင်းစ်ကိုအချိုက်ပတ်လိုက်ပြီးစာကတော့9000 RPS နဲ့ကြော်ပြီးမောင်းမြစ်ခဲ့လိုက်တော့ဆိုတာပဲဖြစ်ပါတယ်အဲ့စာကိုတွေ့ရတဲ့မိုင်းစ်ကဒါပဲလေလို့ပြောလိုက်ပြီးသူ့ရဲ့ကားကိုမိုင်ကိုမြင့်ပြီးမောင်းပါတော့တယ်ချက်ချင်းဆိုသလိုပဲရှယ်ဘီနဲ့မိုင်းတို့ရဲ့ကားကအရှိမရှိရဲ့ကားရဲ့မှန်သမျှကိုမြင်းတစ်ကောင်လိုပဲပေါ့ပပနဲ့ကြော်တက်သွားလိုက်ပြီးရှယ်ဘီကတော့သူ့ရဲ့ကားနဲ့သူ့ရဲ့လူကိုယုံကြည်မှုတွေအဆင်မြင့်တက်နေပါတယ်ပီတာတို့သားမိကလည်းရေဒီယိုရှေ့ကနေမခွာနိုင်ဖြစ်နေကြပြီးမိုင်းစ်ကနောက်ဆုံးမိနစ်တွေရောက်တဲ့အချိန်မှာတော့ဒစီပီဒစီကိုကြော်တက်လာခဲ့ပြီးနောက်ဆုံးသူ့ရဲ့ရှေ့မှာဖော့ကားတစ်စီးပဲကျန်ပါတော့တယ်ဒီတစ်ချိန်မှာတော့မိုင်းစ်ကရှယ်ဘီပြောသလိုပဲအန်နီယယ်ဆုံးဖြစ်တဲ့9000 RPM ကိုကြော်မောင်းပေးလိုက်ပြီးနောက်ဆုံးအကွက်ရတဲ့အချိန်မှာတော့အထားကျကျနဲ့ပဲရှေ့သွားကနေအပြောက်တက်ပဲပန်းဝင်ခဲ့ပါတယ်။ကိုင်းထဲမှာလည်းရုတ်တရက်ကြီးဆိုသလိုခဲမိုင်းဆိုတဲ့ကြွကြော်တန်ကြီးကပြန့်လည်သွားခဲ့ပြီးပီတာလီတို့ပါထားခုံမိကြပါတယ်။လီကလည်းကျွန်တော်တို့နိုင်ပြီဆိုပြီးဟင်ရီဖို့ကိုဝမ်းသာအားနဲ့လှမ်းပြောတဲ့အချိန်မှာဖော့ကလည်းပျောက်သွားပေမဲ့နိုင်သွားတဲ့သူကမိုင်းစ်မလန်တီကိုချက်ချင်းပဲထားဆဲပါတော့တယ်။ဖော့ကုမ္ပဏီကတော့အကြီးကျယ်ဆင်းဆင်းသွားရပေမဲ့မိုင်းတို့ကတော့အပီပင်မဲ့အောင်ပွဲခံနေကြပါတယ်။ညရောက်တော့မိုင်းစ်ကပီတာလီကိုလက်မရဲ့လမ်းစနစ်နဲ့သူ့စီမှာဘလို့ပြူဟာတွေရှိကြောင်းနဲ့ဘလို့သုံးမယ်ဆိုတာကိုရှင်းပြနေပါတယ်။ပီတာကတော့သူ့ရဲ့အဖေကိုအမြဲတမ်းအားကျနေပြီးခွေယူတဲ့အကြည့်နဲ့ကြည့်နေတဲ့သူပဲဖြစ်ကမိုင်းစ်ရဲ့မိန်းမလည်းမိုင်းစ်ကိုအလိုက်ဖက်ဆုံးပါနေဖြစ်ပေးနိုင်သူပဲဖြစ်ပါတယ်။နောက်နေ့မနက်မှာတော့မိုင်းစ်ကပြင်သစ်ကိုရောက်လာခဲ့ပါပြီ။ဟိုတယ်ယူပြီးတော့အနားယူရမယ့်ညကြမှာအိမ်ပြော်ပဲနဲ့ပြန်ပြီးနိုးလာခဲ့ပါတယ်။ဒါကြောင့်အနီးဆုံးမှာရှိတဲ့ပြန်ကားကွင်းကိုသွားလိုက်ပြီးတော့စစ်ပြေလက်ပြောင်လမ်းလေးပါလေးချောက်နေတဲ့အချိန်မှာရှယ်ဘီတို့ကလည်းအိမ်နားမှာရှိနေပါတယ်။နှစ်ယောက်သားတွေ့လိုက်ကြနဲ့အချင်းချင်းပြုံးလိုက်မိကြပြီးနှုတ်ဆက်လိုက်ကြကနောက်နေ့မနက်မှာပဲလက်မပြပွဲရစပြီးကျင်းပပြီးပဲဖြစ်ပါတယ်။ပြိုင်ပွဲကိုလာပြန်ကြတဲ့ကားတွေကလိုင်းမန်ထွက်နေကြပြီးရှယ်ဘီကတော့ဒီပြိုင်ပွဲသာအလားမပြိုင်ပွဲဆိုရင်တော့ငါတို့ကထိတ်ဆိုးကနေရှုံးမဲ့ကောင်းနေလို့ပြောလိုက်ပါတယ်။ပြိုင်ပွဲဟာဖွင့်ပွဲပြီးရတဲ့အချိန်ဆွဲမနေတော့ပဲချက်ချင်းစပြိုင်ပွဲလုပ်လိုက်ကြပြီးဒရိုင်ဘာတွေတန်းစီတဲ့အချိန်မှာတော့ Ferrari ကားကိုမောင်းမဲ့ဒရိုင်ဘာမိုင်းစ်ကိုတစ်ချက်ပူချိုလန်းရှို့လိုက်ပါတယ်။ပွဲစားထွက်တာနဲ့မိုင်းစ်ကတကားပိတ်ပြဖြစ်နေလို့အထက်လောက်ကျသွားခဲ့ရပြီးသူ့ရဲ့ရှိရကားနဲ့စီကတော့ထွက်ထွက်ချင်းပါနေပဲဝင်တိုက်ပြီးတော့ဈေးဥပေါက်သွားခဲ့ပါတယ်။ကားတွေအကုန်လုံးကထွက်ထွက်ချင်းပါနေမယ်အချင်းချင်းတိုက်မိနေကြပြီးမိုင်းစ်ကားတကားလည်းလုံးမကြပဲပိတ်လိုက်ဖွင့်လိုက်ဖြစ်နေခဲ့ပါတယ်။မိုင်းစ်ကကားတကားကိုအာရုံစိုက်နေရတော့ Ferrari ကပထမဆုံးမိနစ်ပါနေမယ်မိုင်းစ်ကိုကြော်တက်သွားခဲ့ပါတယ်။အဖြစ်အပျက်တွေအားလုံးဖြစ်ပြီးမှတော့ Ferrari ကထိတ်ဆိုးကနေဦးဆောင်သွားလိုက်ပြီးကားတွေအများကြီးကသူ့ရဲ့နောက်ကနေတစ်စီတစ်တန်းကြီးပါလာခဲ့ပေမဲ့မိုင်းစ်ကတော့အတော်လေးလောက်ကြတော့မှပထမအပတ်ကိုဝင်ခဲ့ပါတယ်။ဒီအချိန်ဒီကားတကားကလုံးဝပိတ်မရတော့အင်ဂျင်နီယာတွေကမတက်နိုင်တဲ့အဆုံးမှာတော့တိုးတွဲထူပြီးတော့ပိတ်သေးပေးလိုက်ကမိုင်းစ်လည်းအဲ့ကြတော့မှပဲသူ့ရဲ့ပြည်တန်းကိုအာရုံပြန်ပြီးဆက်နိုင်သွားပါတယ်။မိုင်းစ်ရောအာရုံအပြည့်အဝစိုက်ပြီးရနဲ့နောက်ထပ်တစ်ပတ်ကို3.7 မိနစ်နဲ့ဆက်ကျင်တင်လိုက်နိုင်ပြီးနောက်ထပ်တစ်ပတ်ကိုလည်း3.2 မိနစ်နဲ့ဆက်ကျင်ထပ်ပြီးတင်နိုင်ပြန်ပါတယ်။နိုင်ငံအသီးသီးကစီစဉ်နေဆက်သူတွေကလည်းသူတို့ရဲ့ဘာသာစကားအသီးသီးနဲ့ခဲသမိုင်းရဲ့နာမည်ကိုရှုံးရှုံးဝင်အောင်လုပ်ပြောနေကြပြီးအခုဆိုရင် Ferrari ကားတစ်စီးကလည်းတိတ်မောက်ပြီးတော့ပြေးလန်းပေါ်နဲ့ထွက်သွားရပါပြီ။ဒီလိုနဲ့ပဲအချိန်ကြီးတစ်ဖြည်းဖြည်းကုန်လာခဲ့ပြီးညဘက်ကိုရွှေလာခဲ့ကအခုဆိုရင်မိုးတွေပါရွှေလာခဲ့ပါတယ်။အခုချိန်က24နာရီပြည့်ဖို့အတွက်8နာရီတည်းကိုဝင်နေခဲ့ပြီးရှယ်ဘီတို့ကလည်းအချိန်တွေကိုစမှတ်ဖို့အတွက်ရုတ်တည်နဲ့ Ferrari ရဲ့နာရီတွေကိုဝင်ခိုးလိုက်ပါတယ်။ပြိုင်ကားတွေကအသက်ကြီးမဲ့ကြီးရွာနေတဲ့မိုးတွေကြားထဲမှာသူတို့ကိုဘယ်ကားမှမကြော်တက်အောင်လို့မွေးလိမ်မွေကောက်တွေမောင်းနေကြရပါတယ်။ Ferrari ရဲ့ ED သားဆက်စရာတွေကတော့နာရီပြောက်လို့ပြဿနာတွေတက်ကုန်ကြပြီးပြိုင်ပွဲထဲမှာတော့ Ferrari နဲ့ Force တို့ကအသက်သက်ပြိုင်မောင်းနေကြပါပြီ။ Miles ကအကွက်မတိုင်ခင်မှာ Ferrari ကိုကြော်လိုက်နိုင်ပေမဲ့အကွက်မှာတော့လမ်းချောက်သွားပြီးတော့ Ferrari ကိုလမ်းဖွင့်ပေးသလိုဖြစ်သွားတာကြောင့်ကားကတော့ပြန်ရောက်သွားခဲ့ပါတယ်။ Brake တွေလည်းတစ်ခါတည်းပေါက်သွားတာမို့လို့သူတို့ရဲ့အလုပ်ကြုံမှာဒီဇိုင်းဆွဲထားတဲ့ Brake ကိုထုတ်လိုက်ပြီးပွဲစီစဉ်တဲ့သူကတော့အခုလိုမျိုးလုပ်တာတရားမဝင်ဘူးဆိုပြီးဝင်တားပါတယ်။ Miles ကတော့ထုံးစံတိုင်းပြဿနာပြန်ချပြီး Shelby တို့ကလည်းဝင်တားပေးလိုက်ကဒီတစ်ခါမှာတော့ Shelby ကပါပွဲစီစဉ်တဲ့သူကိုပွဲစည်းကမ်းအကြောင်းပြန်ပြီးရှင်းပြကဆဲပြလိုက်ရပါတယ်။ Ferrari က ED လေးတွေကလည်းအခြေအနေမကောင်းတော့ဘူးဖြစ်နေပါတယ်။ Force ကိုအနိုင်ပြိုင်ဖို့အတွက် Miles ကိုလိုက်ပြိုင်နေရပြီး Ferrari ပိုင်ရှင်ကလည်းသူ့ရဲ့ကားကိုဖိအားတွေအတင်းပေးနေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အချိန်တွေကကုန်လာခဲ့ပါပြီ။အခုအချိန်ထိ Force နဲ့ Ferrari တို့ကအရှင်းဆုံးမှရှိနေကြပြီးပန်းဝင်မဲ့သူကမင်းလားငါလားပဲဖြစ်နေပါတယ်။အခုလိုမျိုးဂျင်းနဲ့ကြတဲ့ရောက်နေတဲ့အချိန်မှာလိမ့်ကျင်တော့က accident ဖြစ်သွားတဲ့ Miles ကသူ့ရဲ့ကားကို9000 RPM မတင်ရဲဖြစ်နေခဲ့ပါတယ်။ဒါမဲ့လည်း Miles ကမင်းရဲ့သားကိုဒီတိခေါ်လာခဲ့တာမင်းရှုံးတာကိုပြတ်မလို့လားဆိုတဲ့ Shelby ရဲ့စကားကိုပြန်ပြီးယုံမိလိုက်ကမိုင်ကိုဖိနှောင်းပြလိုက်ပြီး Ferrari ကားနဲ့ဘေဂျစ်ရှီယက်ကနေတခါရဲထိတ်ဆုံးကိုတက်ရောက်သွားခဲ့ပါတယ်။ဒီနေရာအရတော့ Ferrari ရဲ့ရှုပ်ရောက်နေရဆိုပေမဲ့အပတ်အယူတက်အရတော့ Ferrari ကိုညတုန်းကတစ်ပတ်ဘေးကျော်ခဲ့မိတာမို့လို့နောက်ထပ်တစ်ပတ်ပဲကျော်တော့မှထိတ်ဆုံးကိုတကယ်ရောက်မှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲကားကိုမိုင်ကိုမောင်းပြီးတော့အသေးချေစူးစမ်းလိုက်တာနောက်ထပ်တစ်ပတ်ကိုလည်းရှေ့သွားကနေမောင်းနိုင်ခဲ့ပြီးကားတွေအကုန်လုံးပြန်ပြီးကျော်တက်လာခဲ့ကမိုင်ကွန်တင်းတင်းနဲ့နောက်တစ်ချိန်ပြန်ပြီးတော့ Ferrari နဲ့ဘေဂျစ်ပြန်ရှင်လာပြန်ပါတယ်။ဒီချိန်မှာတော့ Ferrari ကလည်းအခြေအနေမှန်တော့သိရကြောင်းအရှော့မပေးတော့ပဲသူလည်းမိုင်ကိုမိမောင်းပါတော့တယ်။ဒါကြောင့် Miles ကလည်းအရင်လိုမျိုးကြော်မြဖြစ်နေခဲ့ပြီးရင်ထဲလေးလာခဲ့ကလှုပ်ဆမ်းပါကွာလာဆမ်းပါကွာဆိုပြီးသူ့ရဲ့ကားကိုချော့နေရပါတယ်။ Ferrari ကလည်းလုံးဝပေးမကြော့ပဲသူမသားကိုမသားအခြေအနေဖြစ်နေကြတဲ့အချိန်မှာ Ferrari ကရုတ်တရက်စီ brake shoe ထပေါက်သွားပါတယ်။အဲ့တော့မှပဲ Miles ရဲ့အကြီးကျယ်အောင်ပွဲခံလိုက်ပြီးထိတ်ဆုံးကိုတက်ရောက်သွားပြီးမို့လို့အရင်တည်းကအလုံးကြီးလက်ကျသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲ Miles ရဲ့ Ford ကထိတ်ဆုံးမှရောက်နေခဲ့ပြီး Ferrari ရဲ့ကားနှစ်စီးစလုံးကလည်းပြန်လည်နေထွက်သွားခဲ့ရပြီးမို့လို့ Force က Miles ကိုပထမနေရာပေးလိုက်ပြီး Ford ကားတွေအကုန်လုံးကဒုတိယနဲ့တတိယကိုအတိအကျယူကြမယ်ဆိုပြီးပြောလိုက်ပါတယ်။ဒါမဲ့အကြီးတန်းပိုင်းတွေကတော့ဒီထက်ပိုဆိုးတာကိုတွေးတောနေကြပါတယ်။အဲ့ဒါတော့ဒီအချိန်ဟာ Ford ကားရဲ့တမိုင်းဝင်အချိန်ဆိုတော့ဓာတ်ပုံတစ်လားလေးရိုက်ချင်ကြတာဖြစ်ပြီး Ford ကားသုံးစီးစလုံးကတစ်နှစ်သုံးမဟုတ်ဘဲနဲ့ဗျိုင်လူပန်းဝင်ကြရအောင်ဆိုပြီးပြောလာခဲ့ပါတယ်။လီကတော့မရတော့ဘူးလို့ပြောနေပြီးအကြီးပိုင်းတွေကတော့ဘာဖြစ်လို့မရတာလဲဆိုပြီးပြန်မေးပြန်ပါတယ်
အကြောင်းကတော့အခုအချိန်မှာ Miles ကအပတ်တွေအများကြီးကြော်ပြီးတော့ဥဆောင်နေတာမလို့နောက်မှရှိနေတဲ့ကားတွေက Miles ရဲ့ကားကိုပြင်ချင်လို့ရှိရင်ခင်ဗျားတို့က Miles ရဲ့ကားကိုအချိန်ချော်ခိုင်းမှာပဲရလိမ့်မှာအဲ့တော့ဗာလဲကားသုံးစီးလုံးကိုတစ်ခါတည်းပန်းဝင်ချင်လို့ရှိရင်ခင်ဗျားတို့က Miles ရဲ့ကားကိုအချိန်ချော်ခိုင်းမလို့ပြောလိုက်ပြီးအကြီးပိုင်းတွေကတော့ဟုတ်တယ်လို့ပဲပြန်ဖြေတာကိုခံလိုက်ရပါတယ်ဒီမိတ်ဟာချက်ချင်းဆိုသလိုပဲ Shelby ကိုစီကိုကြလာခဲ့ပြီး Miles ကိုသူတို့ကိုယ်တိုင်ပြောရမလားလို့မေးလိုက်ပါတယ်Shelby ကတော့ Miles ရဲ့စိတ်ကိုတီးတာမလို့ငါ့ရဲ့ driver ရဲ့နာကိုမင်းတို့ကောင်တွေတကောင်းမှကပ်ဖို့မကြမ်းကြနဲ့ဆိုပြီး coffee cup ကိုလွှတ်ချပစ်လိုက်ကမောင်းထုတ်ပစ်လိုက်ပါတယ်ဒီစကားကို Miles ကိုတော်တော်နဲ့မပြောရဖြစ်နေပြီးဖိုးချော့တချော့ဖြစ်နေရကြောင်း Miles ကဘာတွေဖြစ်နေရလဲလို့လှမ်းမေးလိုက်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီကိစ္စကပြောရမယ့်ကိစ္စဖြစ်တာကြောင့် Shelby လည်း Miles ကိုပြောလိုက်ပြီး Miles ကအော်ဓပုံလေးတစ်ပုံရိုက်ဖို့တက်လာဆိုပြီးအန်ကျိန်နေခဲ့ပါတယ်ပင်ကားမောင်းသမားတယောက်ရဲ့ဂုဏ်သိက္ခာကိုထက်မတက်ပဲကားကုမ္ပဏီကလှုပ်ချင်တာတွေလုပ်နေကြပြီးလူတွေရဲ့မာနကိုကစားကျင်သလိုကစားနေခဲ့ပါတယ်Shelby ကတော့သူလည်းပင်ကားမောင်းမှုရဲ့သူမလို့နိုင်ငံကြီးတော့မှအခုလိုမျိုးရရှိုးခံတဲ့ခံစားချက်ကိုကိုကျင်းစာလို့ရပြီးငါစကားအောင်တော့ထောက်အောင်လို့မင်းတို့ကအစိုးရတည်းကမတိုက်တွန်းခဲ့ဘူးကွာဒါကြောင့်ဒီတစ်ခါမှလည်းမင်းရဲ့သဘောပါပဲလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ Miles ကကားပေါ်ကိုပြန်မတက်ခင်မှာ Shelby ကိုလမ်းကြည့်လိုက်မိပြီး Shelby ကလည်းမင်းစိတ်ကြိုက်မောင်းမောက်ကွာလို့သာပြောလိုက်ပါတယ် Miles ကပြန်ပြီးစောက်ထွက်တာနဲ့သူ့ရဲ့ဆိုင်ညိုသူထိန်းထားလာနေပြီးအပေါ်ကသူတွေအကုန်လုံးကတော့စိတ်တူကုန်ကြကဖုန်းတွေတခွက်ခွက်ဆက်နေပါတယ်ဒါမဲ့ Shelby ကတော့ဖုန်းလုံးဝမကင်တော့ပဲ Miles ကလည်းသူ့ရဲ့ဆိုင်ညိုတော်မှာသူပြန်ပြီးချိုးတော့မှာပဲဖြစ်ပါတယ်ပွဲကင်းတစ်ခုလုံးကလည်း Miles ရဲ့နာမည်ကိုအော်ဟစ်အားပေးနေကြပြီး3.1 မိနစ်ကနေဆိုင်ရင်သူ့ကိုပြန်တင်တဲ့အချိန်မှာတော့ Ferrari ပိုင်ရှင်ကပါကောင်းလိုက်တာကွာဆိုပြီးချီးကျူးမိပါတယ် Miles ကလက်ရှိမှာတော့အရှင်ကိုလုံးဝမချော့တော့ပဲအထက်ကသူတွေကတော့ Shelby ကိုဖိပေါင်းလာကြပြီးမင်းရဲ့ကောင်ဖိမထိန်လို့ရှိရင်ဒီပွဲပြီးလို့ရှိရင်မင်းတို့ငါတို့ဘယ်ပြန်ပွဲအောင်မှဆက်ပြီးပြိုင်လို့မရအောင်လို့လုပ်ပြမယ်လို့ပြောလာပါတယ်ဒါမဲ့ Shelby ကတော့ identity ခဲဖြစ်နေပြီး Miles ကိုပြန်ခေါ်ဖို့ဆိုတာကတော့ဆန္ဒတစ်ခုတည်းအောင်မရှိပဲအခုအချိန်မှာကောင်းအောင်မောင်းနေတာ Case Mine လေးဗျာသူပန်းဝင်တာပန်းမဝင်တာသူ့ရဲ့သဘောပါပဲလို့ပြောလိုက်ပါတယ် Miles ကတော့မခံချင်စိတ်တွေနဲ့အချိန်မျိုးအစွန်းမောင်းတင်နေပြီးတချင်းတွေဘာရီတောင်အော်ဆိုနေပေမဲ့သူ့ရဲ့နောက်မှာဘသူမှမရှိတော့တဲ့ပြေးလန်းယူကြီးနေပြီးတော့မှတခုခုကိုစဉ်းစားမိသွားပါတယ်အောင်နှကန်းကိုတင်းနေအောင်ကိုက်စေထားပြီးတော့မှအန်ကျစ်နေပြီးပြီမဲ့ Miles ကနောက်ဆုံးမှာတော့အရှင်ရုံချော့ချလိုက်ပါတယ်ကားကလည်းသီးတတာကြီးနှိမ့်ချသွားပြီး Miles ကအဲ့တော့မှပဲလာစမ်းပါကွာမင်းတို့ကောင်တွေအခုချိန်ကြတော့မှဘယ်ရောက်နေရလဲဆိုပြီးတော့ပြုံးပြုံးကြီးနဲ့တယောက်ထည့်ပြောလိုက်မိပါတယ်သူကတော့ပြုံးလိုက်တာဆိုပြီးမြဲပီတာတို့တားမိရတော့အပြုံးနေပြောက်ကုန်ကြပါပြီဒီအချိန်မှာ Ford ကားသုံးစီးရဘေးရစ်ရှယ်လာကြပြီးအချိန်စီရဲ့ခေါင်းညက်အချက်ပြလိုက်ကြပါတယ်လူတွေအကုန်လုံးကလည်းကဘာသမိုင်းရဲ့အန်အိုးဖို့အကောင်းဆုံးအချိန်တွေပြရခောက်ကုန်ကြပြီးပီတာလေးကလည်းအဖေအရှိတ်တင်နေပြဆိုပြီးပြောနေခဲ့ပေမဲ့မိုင်းစင်မိန်းမကတော့သူ့ရဲ့သားလေးကိုအဖေလုပ်တဲ့အရာတွေကကောင်းပါတယ်ကွယ်ဆိုပြီးနှစ်သိမ့်ပေးပါတယ်ဒီလိုနဲ့ပဲ Ford ကားတွေအကုန်လုံးပန်းဝင်သွားတဲ့အချိန်မှာတော့အကုန်လုံးကို Ford ကားသုံးစီးရအတူတူဝင်လို့ရှိရင်တရေဆိုပြီးပြောထားခဲ့ပေမဲ့မက်ကလမ်ကကားသမားနောက်ဆုံးကနေထွက်တယ်ဆိုတဲ့အကြောင်းပြချက်ကြောင့်ပထမရသွားခဲ့ပါတယ်ဒီလိုနဲ့ပန်းဝင်ပြီးတော့ကားတွေအလုံးချကြတဲ့အချိန်မှာမက်ကလမ်စီကိုပန်းသီးတွေရှမ်ပိန်နေပြီးနဲ့ရောက်လာကြပြီးမိုင်းကတော့တန်ဝင်ကရတဲ့အကြည့်နဲ့ပဲလမ်းကြည့်နိုင်မိပါတယ်အရင်တော့ဆိုရင်တော့ Miles ကအကြည့်လေးနဲ့တော့မှနည်းနည်းလေးအကြော်မခံတဲ့ကောင်ဆိုပေမဲ့အခုအချိန်မှာတော့တမိုင်းတွေပဲဖြစ်ရကြီးတော့မှအပြုံးနဲ့ပဲလက်လွတ်ပေးခဲ့ပါတယ်ဒါမဲ့သူ့ရဲ့ဆွလို့မှုကအချင်းကြီးတော့ဖြစ်နေခဲ့ပါဘူး I take my hand for you once legends to another ဆိုတဲ့စကားအတိုင်းပဲ Ferrari ရဲ့ခေါင်းကိုက်ပိုင်ရှင် Albert Ferrari ကတော့ Miles ကိုအုပ်ထုတ်ချွတ်ပြီးလမ်းလေးပြူပါတယ်ပြီးရတဲ့ Miles က Shelby ကိုလမ်းခေါ်လိုက်ပြီး Shelby ကတော့သူ့ရဲ့တငယ်ချင်းရဲ့အော်မင်းမှုကိုရရှိုးမိလို့တောင်းပန်နေပါတယ်။ Miles ကတော့ဘာမှတော့သိပြောမနေတော့ပဲငါတို့ရဲ့ကားကြီးကအရန်ကောင်းနေကွာလို့ပြောလိုက်ပြီးနောက်နေ့ကျလို့ရှိရင်ငါတို့ဒီကောင်ကြီးကိုပို့ပြီးအစိမ့်မြင့်ကြမယ်။ပြီးလို့ရှိရင်ငါ့ကိုတပတ်လိန်သွားတဲ့ကောင်တွေကိုပြန်ပြီးလက်စားချေကြမယ်လို့ပြောလိုက်ကသူ့ရဲ့တငယ်ချင်း Shelby ကိုပခုံးဖက်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်။လာအနေငယ်အကြမှာတော့ Miles နဲ့ Shelby တို့ကလေ့ကျင့်တာတွေကိုပြန်ပြီးလုပ်ကြပါတယ်။ခွန်းထောင်အာဘီယောရောက်တဲ့အချိန်မှာတော့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအားလုံးကမှိမ့်မိန်လာပါလိမ့်မယ်။အာကာသထဲမှာမျောနေသလိုမျိုးခံစားလိုက်ရပြီးကမ္ဘာပေါ်မှာကိုကြောက်တဲ့ရှိနေသလိုပါပဲ။ခွန်းထောင်အာဘီယောကြော်လာပြီးဆိုရင်တော့လူမျိုးတွေကအစပင်နေစေဖြစ်ပြီးတစ်ချိန်ကြလို့ရှိရင်သူ့ရဲ့အောင်မြင်မှုကိုလူတွေကခံစားမိမဲ့အကြောင်းလေးကိုမြင်ရောက်လာနေပါတယ်။ဒီတစ်ချိန်ခွန်းထောင်အာဘီယောကို Miles ကကြော်လိုက်မိတဲ့အချိန်မှာတော့သူ့ရဲ့ကားဟာဘရိတ်လုံးမပေါက်တော့တာကိုသိလိုက်ရပါတယ်။ဒါမဲ့လည်းသူ့ရဲ့ကားဟာလေ့ကျင့်နေတဲ့အချိန်မှာပဲဂန္ဓာရရဲ့လမ်းဘေးကိုကျော်ချသွားလိုက်ပြီးပောက်ကွဲထွက်သွားခဲ့ပါတယ်။ဒီမျိုးကိုမြင်နေရတဲ့ပီတာလီကလည်းရုတ်တရက်ဆိုလိုကြောင်းသွားခဲ့ရပြီးစခန်းထဲမှာရှိနေတဲ့သူတွေနဲ့ Shelby ကလည်းကားစီကိုပြေးထွက်သွားကြပါတယ်။ခွန်းထောင်အာဘီယောရောက်လာတဲ့အချိန်မှာတော့အရေးကြီးဆုံးမေးခွန်းဖြစ်တယ်။မင်းကဘာတူလဲဆိုတဲ့မေးခွန်းကိုအလိုလိုမေးမိတော့တာပါပဲ။ Shelby ကတော့အချင်းတွေကိုရိတ်စားမိသွားတယ်။ Miles ကိုဆက်မပြေတော့ပဲလန်တော့ကနေပဲပီတာကိုလှမ်းကြည့်လိုက်မိပါတယ်။အရန်တော်လုံးနဲ့ခဲမိုင်းကတော့သူ့ဘဝမှာအလုံးချဆုံးဖြစ်တယ်ပထမနေရာကိုမရသေးခင်ပါနေမယ်ဘဝတစ်ခက်ရက်သွားခဲ့ပါပြီ။ကားမောင်းရတာကိုချစ်တယ်တိုင်ကားမောင်းသမားတိုင်းကိုမေးကြည့်လိုက်လို့ရှိရင်သူတို့ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကိုအခုလိုမျိုးပဲကားထဲမှာနေပဲအဆုံးသက်ချင်ကြတာပဲဖြစ်ပါတယ်။ရုပ်ကြားတယောက်ကပြီးစားအမြင့်ဆုံးကိုတက်သွားခဲ့တဲ့ Miles တယောက်သိဆုံးပြီးရဲ့နောက်မှာတော့ Shelby ကကားရဲ့ဒီဇိုင်နာလို့ကိုဆက်ပြီးလုပ်နေတော့မယ်ဖြစ်ပါတယ်။ဒါမဲ့သူနောက်ပိုင်းတွေ့တဲ့ပြန်ကားမောင်းသမားတွေကတော့ကားပေါ်မှာတနအီပြော့တော့မထိုင်ရသေးပေမဲ့ကားဟာဘလောက်ကောင်းကြောင်းနေသွားတန်းပြောကြပါတယ်။အဲ့ဒါတွေကိုတွေ့တိုင်း Shelby ကကားပေါ်နေအောင်မစင်ရသေးခင်ကားကိုထိုင်ပြီးတော့အပြစ်ရအောင်ချန်တယ်နဲ့သူ့ရဲ့တငယ်ချင်းကိုတတိယနေတတ်ပါတယ်။အမြဲတမ်းအပြစ်ရှာနေတဲ့ Miles ကြောင့်ပဲသူ့ရဲ့ဘဝကပိုပြီးတော့ပြည့်စုံလာခဲ့ကပိုပြီးတော့အထာကြတဲ့ကားဒီဇိုင်းတွေကို Shelby ကဆွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။အလုံးစုံကအင်ဂျင်နီယာကဝယ်စုလိုလိုက်ပြီးတော့စကားပြောဖို့အတွက် Shelby ကိုခေါ်သွားတဲ့အချိန်မှာတော့Shelby ကဘာလဲငါရုပ်ပြစားဖို့တလားဆိုပြီး online မိပါတယ်။ဒါကြောင့်ပဲအင်ဂျင်နီယာကတော့ကျွန်တော်တို့ရဲ့မိုင်းဆုံးသွားတာ6လလောက်ရှိပြီတော့ဆိုပြီးသူ့ရဲ့တတိယကိုသတိပေးရပါတယ်။
နောက်နေ့မှာတော့ရှယ်ဘီကသူ့ကိုမိုက်ပေါက်ခဲ့မှုတဲ့ခွာလေးကိုကိုင်းပြီးတော့မိုက်စကအိမ်ရောက်လာခဲ့ပါတယ်အိမ်ရှိမှာပီတာလေးနဲ့တွေ့တော့အထင်ထင်ငေါနဲ့နှုတ်ဆက်နေပြီးခွာလေးကိုပေးလိုက်ပါတယ်ပီတာလေးကိုတခုခုပြောဖို့အတွက်မင်းရဲ့အဖေကလေးဆိုပြီးစကားဆလိုက်တဲ့အချိန်မှာတော့ပီတာရပါတယ်သူဟာဦးရဲ့တငယ်ချင်းပါပဲလို့ပြောလိုက်ပါတယ်ရှယ်ဘီကလည်းဟုတ်တာပေါ့သူဟာဦးရဲ့အကောင်းဆုံးတငယ်ချင်းပါပဲလို့ပြန်ပြောလိုက်မိပြီးသူဟာမင်းကိုဘလောက်တော်ကြောင်းနေနဲ့ဘလောက်တိချစ်ကြောင်းတွေကိုငါ့ဟောအမြဲတမ်းပြောနေကြပါဆိုပြီးပြောလိုက်ပါတယ်ပီတာကတော့အဲစကားကိုပြုံးမိနားထောင်နေပေမဲ့ကယ်ရိုရှယ်ဘီကြီးကတော့မကြီးမငယ်နဲ့ပဲပြောရေးဆိုရင်မျက်ရည်တွေဝဲနေခဲ့ပါတယ်ဒီလိုနဲ့ပဲပီတာလေးအိမ်ထဲပြန်ဝင်သွားလို့ကားပေါ်ကိုပြန်ပြီးထိုင်လိုက်တဲ့အချိန်မှာတော့ယောက်ျားကြီးတယောက်ကသူ့ကိုဘွားတစ်လျှောက်လုံးအမြဲတမ်းဆက်ဆိုနေပြီးတော့မထင်သလိုပဲလှထိုးတတ်တဲ့တငယ်ချင်းကိုတတိယလိုကိုနေခဲ့ရပါတယ်အချိန်ကြာကြီးဝါအောင်ကိုပြီးတော့မှသူ့ရဲ့နှလုံးစီးကိုပါဇက်ထဲထိုးထည့်ပစ်လိုက်ပြီးမျက်ရည်တွေကိုတုပ်ကကားလို့ဆက်တန်တွေကိုထောက်လိုက်ပြီးစိတ်အေးထောက်အောင်လုပ်ပြီးတော့မှရှယ်ဘီကသူ့ရဲ့ကားကြီးကိုမိုင်းတို့အိမ်ရှိကနေမိုက်ကိုမောင်းထပ်ပြီးထွက်လာခဲ့လိုက်ပါတယ်